အားလုံးပဲမင်္ဂလာပါဂျင်းနီပါဒါလေးကတော့2023မှာပထမဆုံးပြုလုပ်တဲ့ဂျင်းနီရဲ့ personal vlog ဖြစ်ပါတယ်ခီးတစ်ခုကိုတယောက်တည်းထွက်ဖြစ်ခဲ့ပါတယ်ခီးထွက်ရတဲ့ရည်ရွယ်ချက်ကတော့တင်တန်းကျောင်းနဲ့ပတ်သက်ပြီးတစ်နှစ်စာ update လုပ်ချင်တာရယ်ကိုယ့်ကို update လုပ်ချင်ရတဲ့အတွေ့အကြုံပါမန္တလေးရောက်နေရပါမန္တလေးကတော့ဂျင်းနီအတွက်တော်တော်လေးစိတ်ငယ်မြို့ဖြစ်ပြီးမှဂျင်းနီတိတ်မကျွမ်းကျင်တဲ့မြို့လည်းဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဂျင်းနီရဲ့ studio ခန်း software ပိုင်းနဲ့ပတ်သက်ပြီးမှ update လုပ်ချင်တဲ့အတွက်ကြောင့်မို့လို့ဂျင်းနီမန္တလေးမြို့မှာရှိတဲ့ software excellence ဆိုင်ကိုဂျင်းနီပထမဆုံးတွားဖြစ်ပါတယ်ဒီ software ပိုင်းနဲ့ပတ်သက်ပြီးမှာပေါ့နော်ဂျင်းနီ studio မှာသုံးမဲ့ update ဖြစ်တဲ့ software တွေရဲ့အဓိကပြီးလို့ရှိရင်ဒီကွန်ပျူတာသင်တန်းမှာသုံးမဲ့ software တွေကိုဂျင်းနီတစ်နှစ်စာ update လုပ်ဖြစ်ခဲ့ပါတယ်စလာပီမာကျွန်တော်ဒီ lesson စာအုပ်အတွက်စာအုပ် update လုပ်ချင်တဲ့အတွက်ကြောင့်မို့လို့ဒီမန္တလေးမြို့မှာရှိတဲ့နာမည်ကြီးတဲ့စာအုပ်ဆိုင်ကိုကျွန်တော်ဒီကွန်ပျူတာနဲ့ music အတွက်စာအုပ်စာပေလေ့လာချင်လို့ကျွန်တော်ဒုတိယနေရာဖြစ်သွားခဲ့လိုက်ပါတယ်ဒီနန်းကျောင်းနဲ့ပတ်သက်ပြီးမှ lesson plan များကိုကျွန်တော်ကိုယ်တိုင် lesson plan ဆွဲကြလို့ဒီတခြား international book တွေကိုလည်းကျွန်တော်50အသုံးပြုသွားပါတယ်ခုကျွန်တော်တစ်နှစ်စာစာအုပ်များကို update လုပ်ဖြစ်ခဲ့ပါတယ်ဆက်လက်ပြီးမှဒီတင်တန်းကျောင်းအတွက် instrument တွေကိုဒီနေ့ update လုပ်ချင်တဲ့အတွက်ကြောင့်ရယ် audio hardware ဘိုင်းကိုလည်း update လုပ်ချင်တဲ့အတွက်ကြောင့်မို့လို့မန္တလေးမှာရှိတဲ့ instrument shop တစ်ခုဒီနေ့တွားခဲ့ပါတယ်နောက်ဆုံးအနေနဲ့ကတော့ဒီနေ့ကိုအဖြေတစ်ခုရှာတွေ့ချင်တဲ့အတွက်ကြောင့်မို့လို့ကိုအချိန်ပေးဖြစ်ပါတယ်Talk to myself for hours. Say things you don't understand. I can take myself dancing, and I can hold my own head. Yeah, I can love me better than you can. Can love me better, can love me better, baby. Can love me better. ဝါမှာပထမဆုံးရောက်တဲ့ရုပ်ရှင်ကြည့်ဖြစ်ခဲ့ပါတယ်Cherry red, match the roses that you laid. No remorse. ညနေကြတော့ဒီနေ့ကျုံးမှာထိုင်ဖြစ်ပါတယ်ဆိုတော့ဒီနေ့ learning လုပ်ရတာကဒီနေ့အများကြီးစူးစမ်းရအောင်မယ်ပြီးလို့ရှိရင်ဒီနေ့အများကြီးလည်းထပ်စူးစမ်းတော့ဖို့အစီအစဉ်ရှိပါတယ်